မကောင်းဆိုးဝါးအမျိုးသမီးဟာ CEO ရဲ့တတိပေးချက်ကိုအရေးမဆိုင်ပဲမင်းသမီးရဲ့အတိတ်အကြောင်းကိုသိထားတဲ့လူရန်ကားတစ်ယောက်နဲ့ရှို့ဝက်တွေ့ဆုံပြီးမင်းသမီးကိုအပီးတိုင်ဖျက်ဆီးဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။အဲ့ဒီညမှာပဲမင်းသမီးစီကိုသူမရဲ့မိခင်စီကဖုံးဝင်လာပါတယ်။ CEO ရဲ့တတိပေးချက်ကိုမှတ်မိနေတဲ့မင်းသမီးကပတ်စံထပ်မပေးနိုင်ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပေမဲ့မိခင်ဖြစ်သူကတော့ပတ်စံတောင်းတာမဟုတ်ပေမောင်ဖြစ်သူရဲ့စိတ်ဆက်ပွဲအတွက်ဖိတ်တာပါလို့လိန်ညာပြီးခေါ်ခဲ့ပါတယ်။မင်းသမီးဟာမတင်ကာဖြစ်ပေမဲ့လည်းနောက်ဆုံးမှာတော့အိမ်ကိုသွားဖို့သဘောတူလိုက်မိပါတယ်။အမှန်တကယ်တော့မင်းသမီးရဲ့မိခင်နဲ့မောင်ဖြစ်သူဟာရန်သူအမျိုးသမီးစီကမွေအမြောက်အများယူထားပြီးမင်းသမီးကိုအိမ်ရောက်တာနဲ့ပိတ်လောင်ပြီးအဓမ္မလက်ထပ်ခိုင်းဖို့ကြံစီထားတာပါ။မင်းသမီးအိမ်ထဲရောက်တာနဲ့တကားတွေကိုအပြင်ကပိတ်လိုက်ပြီးသူမကိုအကြက်ကင်နှိပ်စက်ပါတော့တယ်။ကြောက်လန့်နေတဲ့မင်းသမီးဟာ CEO စီကိုအသေးအတန်ဖုံးဆက်အကူအညီတောင်းနိုင်ခဲ့လို့ CEO ကိုယ်တိုင်ရောက်လာပြီးသူမကိုကယ်တင်ခဲ့ပါတယ်။ CEO ဟာသူမရဲ့မိသားစုကိုဒူးထောက်ခိုင်းပြီးသူတို့လူချင်းနဲ့ငွေထပ်ပိုများတဲ့ပမာဏကိုပေးအပ်လိုက်ပါတယ်။ဒါပေမဲ့အပြန်အလှန်အနေနဲ့မင်းသမီးရဲ့ဘဝထဲကနေထာဝရထွက်သွားဖို့